ကဲပရိသတ်ကြီးတို့အားလုံးမင်္ဂလာပါဒီနေ့လဲကျွန်တော်တို့လှုပ်ဖြစ်တဲ့အလုပ်လေးပေါ့ဒါလေးကကြတော့ကျွန်တော်တို့ကုမ္ပဏီမှာဝရိန်စရာပေါ့ဝရိန်စော်နေတဲ့ဗီဒီယိုလေးပေါ့ဒါဘဟုတုတအရာတင်ပေးခြင်းဖြစ်ပါတယ်နော်ကဲကျွန်တော်တို့နီကိုမိတ်ဆွေများတငယ်ချင်းအားလုံးကျွန်တော်တို့ကိုရီးယားနိုင်ငံရာသီဥတုအေးလာပြီဆိုတော့ကျွန်တော်တို့ဒီကျမကြီးကိုဂယူးဆိုင်ကြပါနော်နွေနွေထွေးထွေးလေးဝူကြပါလို့ပြောချင်ပါတယ်ဒီကိုရီးယားနိုင်ငံရာသီဥတုကခုချိန်ဆိုဒါအေးလာပြီဆိုတော့လေနွေနွေထွေးထွေးဝူကမယ်မီးလဲခဏခဏလုံပေးရမယ်ပေါ့နော်ကုမ္ပဏီတိုင်းမှာတော့ရှိပါတယ်ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာမီးလုံခွင်ပေးပါတယ်5-10မိနစ်လောက်ကတော့ကျမရေကူးစားကြပါလို့အဓိကပြောချင်ပါတယ်ကျွန်တော်တို့ဆိုးမျိုးမှာရှိတဲ့ဆိုးမျိုးကဏ္ဍရက်ကွက်မှာရှိတဲ့ကျွန်တော်တို့လိုင်ကုန်းဖောက်တဲ့လုပ်ငန်းပေါ့ဒါကျွန်တော်အမြဲတမ်းဘဟုတုတအနေနဲ့တင်ပေးခြင်းဖြစ်ပါတယ်နော်ရှိပေးသူများအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ဒါလေးတစ်ခုကတော့ကျွန်တော်ရှစ်ကိုကြီးကျွန်တော်တို့နဲ့အတူတူလုပ်တဲ့သူ့ရဲ့အလုပ်ကိုစားခြင်းနှောက်ခြင်းဖြစ်ပါတယ်နော်ဟာတာအနေနဲ့တင်ပြခြင်းဖြစ်ပါတယ်ကဲကျွန်တော်ရဲ့ဗီဒီယိုကြည့်ပေးသူများတယောက်တည်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ပြီးတော့ကျွန်တော်ရဲ့ဗီဒီယို like and share လေးလုပ်ပေးကြပါလို့ YouTube ကကြည့်တယ်ဆိုရင် subscriber လေးလုပ်ပေးကြပါလို့ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်